ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမှာတော့ကျွန်တော်တို့Gmail password မေ့နေတဲ့သူတွေအတွက် Gmail password အလွယ်တကူချိန်နည်းလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကြည့်ပြီးတော့ like လုပ်ကြည့်နိုင်ပါခင်ဗျ။ကျွန်တော်တို့ပထမအဆင့်အနေနဲ့ကိုယ့်ရဲ့ Gmail account နဲ့ဝင်လိုက်မယ်။ Gmail account နဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးပဲညာဘက်ထောက်မှာကျွန်တော်တို့ရဲ့ profile ပုံလေးရှိပါခင်ဗျ။ဒီနေရာလေးကိုတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်။ဒီနေရာလေးကိုတစ်ချက်ဝင်လိုက်ပါခင်ဗျ။ဝင်ပြီးသွားရင်ကျွန်တော်တို့ဒီမဲ့ Google account ဆိုပြီးတော့ကျွန်တော်တို့တွေ့ပါလိုက်မယ်ခင်ဗျ။အထက်ကိုနောက်တစ်ဆင့်အနေနဲ့ထပ်ပြီးတော့ဝင်ရမှာဖြစ်ပါခင်ဗျ။ဒီနေရာလေးရောက်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီဘက်လေးကိုဆွဲပေးရမှာဖြစ်ပါခင်ဗျ။ဒီလိုလေးအပေါ် button လေးမှာဆွဲလို့ရပါတယ်။ Home Personal Info Data and Privacy Security ဆိုပြီးတော့ကျွန်တော်တို့ရှိပါခင်ဗျ။ဒီနေရာလေးရောက်ပြီးဆိုရင်ကျွန်တော်တို့အောက်ဆန်နဲ့ Security ဆိုပြီးတော့ကျွန်တော်တို့တွေ့ပါလိမ့်မယ်ခင်ဗျ။ Security တွေကိုတစ်ချက်ဝင်ပေးပါခင်ဗျ။ Security တွေရောက်ပြီးဆိုရင်တော့အပေါ်ကိုဆွဲပေးပါခင်ဗျဆွဲပြီးသွားရင်ကျွန်တော်တို့ဒီနေရာလောက်ကလေးမှာအောက်နားလေးမှာကျွန်တော်တို့ password ဆိုပြီးတော့တွေ့ပါလိမ့်မယ်ခင်ဗျလက်ရှိန်ဆိုပြီးတော့15ရက်မေလ2022တုန်းကကျွန်တော်တို့နောက်ဆုံးချိန်ခဲ့ password ဖြစ်ပါခင်ဗျ2022တုန်းကချိန်ခဲ့ရဖြစ်ပါတယ်ဒီနေရာလေးကိုဝင်လိုက်ပါခင်ဗျဝင်လိုက်ပြီးသွားရင်ကျွန်တော်တို့ကိုယ့်ရဲ့ passwordအဟောင်းရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့ password အဟောင်းမသိတော့ဘူးဆိုရင်တော့ဒီနေရာမှာ forgot password ဆိုတာလေးကိုနှိပ်ပြီးတော့လုပ်လို့ရပါခင်ဗျကျွန်တော်ကအခုက password အဟောင်းသိရတဲ့သူတွေအတွက်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ဒီနေရာမှာကိုယ့်ရဲ့ password အဟောင်းကိုရိုက်ထည့်လိုက်ပါခင်ဗျ password ကိုရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိရဲ့နှိပ်ကိုကျွန်တော်တို့ဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာလေးကိုရောက်သွားရင်ကျွန်တော်တို့နှိပ်ကိုဆက်နှိပ်ပေးပါခင်ဗျနှိပ်ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီနေရာရောက်သွားပါလိမ့်မယ်ရောက်သွားရင်တော့ကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ password new password ထည့်ပေးရမှာဖြစ်ပါခင်ဗျဒီဟာတော့ confirm new password ကျွန်တော်တို့ password အသစ်ကိုနှစ်ကြိမ်ပြန်ထည့်ပေးရမှာဖြစ်ပါတယ်အပေါ်မှာ123456ခွန်ထည့်ရင်အောက်မှာလည်း123456ခွန်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျထည့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိရဲ့ change password ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ဖုန်း screen မှာဒီလိုမျိုး password change successfully ဆိုပြီးတော့ပေါ်သွားပြီဆိုရင်ကျွန်တော်တို့ဒီပုံလေးပြသွားပြီဆိုရင်တော့ကျွန်တော်တို့ password change တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျဒီနီလန်းနဲ့ကျွန်တော်တို့ Gmail password တခြားသူတွေသိသွားပြီဆိုရင်ဒီနီလန်းနဲ့ change လို့ရပါခင်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျ